financial freedom ဖြစ်ဖို့ဆိုရင်ငွေရှာတတ်ရုံတစ်ခုတည်းမလုံးတော့ပါအားလုံးမင်္ဂလာပါလူတချို့ပြောကြတာရှိတယ်အခုမှဝင်ငွေတွေဘယ်လောက်တိုးလာရင်ငွေကြေးတော့ပူစရာမရှိတော့ဘူးငါမှ300လောက်ကျော်ဝလာရင်ငွေကြေးပြဿနာတွေအားလုံးပြေတယ်ပြီးစသဖြင့်ပြောကြတာရှိတယ်ပေါ့နော်တကယ်တော့ကျွန်တော် financial freedom ဆိုတာသူ့ရဲ့အဓိပ္ပာယ်ကဒီကိုနေခြင်းတဲ့ lifestyle အတွက်ဒီငွေကြေးရပူပန်စရာမလိုတဲ့အခြေအနေပေါ့နော်ကိုမှကိုလိုချင်တဲ့ရွေးချယ်မှုတွေ choice တွေအတွက်ကျွန်တော်ငွေကြေးအတွက်ဒီစိုးရင်တော့ကရှောင်းနေစရာမလိုတဲ့အခြေအနေဆိုတော့ဖြစ်ပါတယ်ကျွန်တော်တို့ပြောချင်တာကတော့အဓိကအဖြစ်ဒီငွေအများကြီးရှိတာနဲ့ချမ်းသာတာနဲ့ပေါ့နော်တစ်ဖက်မှာကြွယ်ဝတာကိုနေချင်တဲ့ပုံစံအတွက်ဒီစိတ်ကြိုက်ရွေးချယ်လို့ရတာဒါတွေကကျွန်တော်တို့မတူပါဘူး being rich နဲ့ being wealth ပေါ့နော်ချမ်းသာတာနဲ့ကြွယ်ဝတာနဲ့မတူဘူးကျွန်တော်နမူနာတစ်ခုအနေနဲ့ထားပါတော့လူတစ်ယောက်ကဒီတလားကိုသူက3ရာခဏဝင်တယ်3-5လောက်ဝင်တယ်သူဝင်ငွေရှိတယ်ဒါပေမဲ့သူ့ရဲ့အသုံးစရိတ်ဒီအိုက်မကရှိနေတယ်ကျွန်တော်300အထက်ထားပါတော့300နဲ့1000ဂျာစသဖြင့်ကျွန်တော်ရှိနေတယ်ဆိုရင်သူဒီဒါ financial freedom ဖြစ်တယ်လို့ပြောလို့မရပါဘူးသူအနေနဲ့ဝင်ငွေရကောင်းတယ်3-5လောက်ရှိနေတယ်ဒါပေမဲ့သူအသုံးစရိတ်တိတ်များနေတယ်သူပေါင်းတဲ့ဒီမိတ်ဆွေပေါင်းတဲ့နေရာအစတကယ်ဒီပတ်စံကြီးတဲ့ချမ်းသာနေတဲ့သူတွေသုံးနိုင်တဲ့သူတွေနဲ့သူပေါင်းတယ်သူတို့လိုပဲသူရှောက်သုံးတယ်သူပစ္စည်းတစ်ခုဝယ်ပြီးဆိုရင် branded မှနောက် luxury ပစ္စည်းမှသူသုံးတယ်နောက်ခီးတွေပတ်သွားနေမယ်ကဘာပတ်နေမယ်သူဒီတကယ်ဇင်ကန်ဟိုတယ်တွေဇင်ကန်သင်္ဘောတွေနဲ့သူရှောက်သွားတယ်သူအသုံးစရိတ်တွေတိတ်များနေတယ်ဆိုရင်သူရတဲ့ဝင်ငွေဒီခုနပြောလို့ပဲ3-500ဝင်နေလဲသူတော့မလုံလောက်သူဒီအများတန်းပတ်စံအတွက်သူငွေကြေးအတွက်သူဒီရလေလို့လေးဖြစ်နေမယ်သူစီမှာဒီ300ပြတ်သွားမလားသူဒီလက်ရှိဝင်ငွေများဒီထက်ပို့ပြီးတော့လျှော့သွားမလားဒါမှမဟုတ်တခြားလူတွေလို့သူလိုက်ပြီးသုံးနိုင်ပါမလားစသဖြင့်ဒီငွေနဲ့ပတ်သက်လို့သူ့မှာအများတန်းလိုအပ်ချက်တွေရှိနေမယ်အများတန်းပူပန်မှုတွေရှိနေမယ်ဒါဆိုရင်ကျွန်တော်တို့ကသူဒီဝင်ငွေဘလောက်ပဲကောင်းကောင်းသူ့ရဲ့ဒီ mindset သူ့ရဲ့ဒီအသုံးဆွဲ delay ကြောင့်ကျွန်တော် financial freedom ဖြစ်တယ်လို့ဒါပြောလို့မရပါဘူးဒါပေမဲ့တစ်ဖက်မှာလူတစ်ယောက်ကဒီလောက်350လောက်ပဲဝင်တယ်သူ့မှာသူ့ရဲ့မိသားစုအတွက်ဒီကျန်းမာရေးနဲ့ပတ်သက်လို့စုဆောင်းငွေရှိတယ်အရေးပေါ်သုံးစရာဒီ emergency fund ကောင်းကောင်းရှိတယ်အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ဒီ passive income stream တွေ investment တွေသူလုပ်ထားတာရှိတယ်သူအနေနဲ့ဒီခုနဒီတစ်လကို350လောက်ဆိုတာကအလုံးမလုံးလဲရနေတဲ့ဝင်ငွေမျိုးဖြစ်တယ်ပေါ့နော်သူစီးပွားရေးလုပ်ငန်းတွေနဲ့သူရနေတယ်သူရဲ့လစဉ်အသုံးစရိတ်ကခုနဒီ350အောက်ပဲရှိတယ်ထားပါတော့တစ်လကို320-30လောက်နဲ့သူရနေတယ်ဒါစီလဲသူနေချင်တဲ့ lifestyle အတွက်သူဒီအေးစစ်စစ်သုံးဆွဲလို့ရနေတယ်သူလိုချင်တဲ့ရွေးချယ်မှုအတွက်သူရဲ့ဒီဝင်ငွေကအေးစစ်စစ်လုံလောက်တယ်ဆိုရင်ဒါစီကျွန်တော်တို့ကဝင်ငွေနည်းပေမဲ့ financial freedom ဖြစ်တယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ချမ်းသာတာနဲ့ကြွယ်ဝတာနဲ့မတူဘူးပေါ့နော်ကျွန်တော်တို့ပတ်စံတွေအများကြီးရှိတာဝင်ငွေတွေအများကြီးဝင်နေတာနဲ့ကျွန်တော်တစ်ဖက်မှာရွေးချယ်စရာတွေရှိနေတဲ့အခြေအနေနဲ့မတူဘူးဒီတော့ကိုကျွန်တော်အရေးကြီးတာကနံပါတ်1ကျွန်တော်တို့ကိုယ့်ရဲ့ mindset အရေးကြီးတယ်ကိုယ်ဒီတစ်ခုဆိုတာနဲ့အသုံးဆွဲမှာကျွန်တော် sim ရှိကံဖြစ်နေသုံးတတ်တဲ့သူမျိုးလားတကူဆိုတာနဲ့ငွေနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့အများတန်းဒီရလိလို့လေးပုံစံမျိုးသဘောကျတဲ့လူလားကျွန်တော်ငွေအများကြီးရှိတာဟိုမှအကြိုက်တဲ့သူလားစသဖြင့်ကိုယ့်ရဲ့ mindset နဲ့အများကြီးဆိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့တခုဆိုတာနဲ့ကိုယ်ဒီပတ်စံရှာရတာခက်တယ်နောက်ဒီငွေကြေးစုဆောင်းတာ investment လုပ်ရတာကိုယ့်အတွက်အဆင်မပြေဘူးကျွန်တော်စိန်ခေါ်မှုတွေတိတ်များတယ် risk တွေတိတ်များတယ်ဒီလိုမျိုးကျွန်တော်တို့စဉ်းစားတတ်တဲ့လူလားကိုယ့်ရဲ့ mindset ပေါ်ကျွန်တော်တို့အများကြီးမှုတည်တယ်နောက်တစ်ခုကဒီအသုံးဆွဲ delay ပေါ့နော်ကျွန်တော်တို့ကိုယ့်ရှိတဲ့ငွေနဲ့ကိုယ့်ရဲ့အသုံးဆွဲ delay ကကိုက်ရလားပေါ့နော်ထားပါတော့ကျွန်တော်တို့သိ9လောက်ဝင်တယ်ဝင်ငွေတွေကျွန်တော်တို့မနေဘူးဒါပေမဲ့ကိုယ့်ရဲ့အသုံးဆွဲကဒီကျွန်တော်တို့ limit မရှိဘဲနဲ့သုံးရင်လို့သုံးဖြုံးရင်လို့ဖြုံးပြီးတော့ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကမမျှဖြစ်နေလားပေါ့နော်ဆိုတော့ဒီအသုံးဆွဲရတာအရေးကြီးတယ်ဒီဘက်နောက်ပိုင်းမှာဆိုပိုသိတာတယ်တခုဆိုတာနဲ့ကျွန်တော် emotion ကြောင့်အလျှောက်သုံးတဲ့ဟာတွေရှိတယ်တခါတည်းရန်သူများအထင်ကြီးအောင်ကျွန်တော်တို့လျှောက်သုံးတာတွေရှိတယ်ဒါတွေကဘယ်လောက်ထိကျွန်တော်တို့ကိုယ်အနေနဲ့ကိုယ်စီးကိုယ်ကန်းနဲ့ကျွန်တော်တို့သုံးတတ်လဲဒါတွေလည်းကျွန်တော်တို့ကြည့်ဖို့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ financial freedom ဖြစ်ဖို့ဆိုရင်ငွေရှာတတ်ရုံဝင်ငွေကောင်းရုံတစ်ခုတည်းနဲ့မရအောင်ကျွန်တော်ငွေကြီးပေါ်ထားတဲ့ကိုယ့်ရဲ့အမြင်သဘောထားအရေးကြီးတယ်နောက်ကိုယ့်ရဲ့အသုံးဆွဲဒီ spending habit အရေးကြီးတယ်နောက်တစ်ခုကဒီကိုယ့်ရဲ့ငွေကြီးကိုဘယ်လိုစီမံနိုင်တယ်လဲပေါ့နော်ဝင်ငွေရလာတယ်ဒီမှာ budget ဆွဲမယ်ကျွန်တော်သုံးနေတာသုံးမယ်စုနေတာစုမယ်နောက်တစ်ခုအနာဂတ်အတွက် investment လုပ်ရရှိတာလုပ်မယ်ဒီကိုယ့်ရဲ့ဝင်ငွေမှန်ကန်တဲ့နည်းလမ်းနဲ့ကျွန်တော်တို့စီမံခန့်ခွဲနိုင်မှုအရေးကြီးပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားရေးဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတယ်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်